ကယ်လို့များကိုဘဝဟာအစင်မပြေမှုများစွာနဲ့မုံတိုင်းထန်နေခဲ့ရင်လေဘာကြောင့်ငါကြမှာဒီလိုဖြစ်ရတာလေကန်ဆိုးလိုက်လေခြင်းဆိုပြီးရှုံးနေမှုတွေကိုရင်မဆိုင်ခြင်းတော့လောက်အောင်စိတ်တွေကြဆင်းပြီးဒေါသစိတ်အကုသိုလ်စိတ်တွေနဲ့တုံ့ပြန်နေမိတတ်ပါတယ်လူရဲ့သဘောကအစင်ပြေနေခြင်းမျိုးမှဆိုရင်စိတ်ကောင်းလေးထားနိုင်သလောက်အစင်မပြေတော့ဘူးဆိုရင်ငါကြမှာဖြစ်ရလေခြင်းသူများတွေကြတော့အစင်ပြေနေလိုက်တာဆိုပြီးသူတို့ဘာတွေအစင်ပြေနေအောင်မြင်မှုတွေရှိနေတာပုံမှာမလိုမုန်းထားစိတ်မုဒိတာမပွားနိုင်တဲ့စိတ်မနာလိုစိတ်တွေနဲ့မကောင်းတဲ့စိတ်တွေပေါ်လာတတ်ပါတယ်အဲ့ဒီစိတ်ရဲ့လွှမ်းမိုးမှုကြောင့်သူ့ရဲ့မျက်နှာပေါ်မှာမလိုမုန်းထားစိတ်တွေနဲ့ညှဉ်းနှံသွားတတ်ပါတယ်ဆက်ဆက်ထိမခံရန်လိုတဲ့စိတ်သူတစ်ပါးကိုထိခိုက်နေတာအောင်ပျက်စီးစေလိုတဲ့စိတ်တွေနဲ့သူ့ရဲ့ဘဝဟာအရှင်းလက်လက်ငရဲချနေသလိုပဲပူလောင်နေပါလိမ့်မယ်ဒါကြောင့်ဘဝကအစင်မပြေဖြစ်တဲ့အခါမျိုးမှာနှလုံးသွင်းမှန်မှုကပို့ပြီးအရေးကြီးပါတယ်နှလုံးသွင်းမှန်လေးလေးပြင်ပလောကဓာတ်ရဲ့ရိုက်ခတ်မှုကကိုယ်နဲ့ဘာမှမပတ်သက်သလိုကိုယ့်ရဲ့စိတ်နှလုံးကိုမထိခိုက်အောင်ကာကွယ်နိုင်လေးလေးပဲဖြစ်ပါတယ်ကိုဖြစ်ချင်တာပဲဖြစ်မလာတဲ့အခါကိုမဖြစ်ချင်တာပဲဖြစ်လာတဲ့အခါငါကြမှာဖြစ်ရလေခြင်းလို့မခံယူပဲနဲ့ဒီအဆိုးလောကဓာတ်တွေကလည်းခဏပါပဲဖြစ်ပြီးရင်ပြတ်သွားအောင်ပါပဲအချိန်တစ်ခုထိတော့ငါကြက်ကြက်ခံနိုင်အောင်သိခံလိုက်အောင်မယ်ကိုဘာမှမတက်နိုင်တဲ့အရာတွေအတွက်ပူပန်တော့ကများနေလို့လေဘာထူးမှလဲကိုလှုပ်ရှားရှိတာလေးတွေပဲလုပ်မယ်ဖြတ်သန်းမယ်ဖြစ်လာသမျှကိုရင်ဆိုင်လိုက်ရုံပဲလို့နှလုံးသွင်းစဉ်းကျင်လိုက်တဲ့အခါမှာအစင်မပြေမှုတွေအတွက်သိပြီးတော့ပူလောင်ပြီးခံစားမနေရတော့ပါဘူး